အခုဟန်နီရောက်ရှိနေရတော့ Innovest မြန်မာရဲ့ showroom ဖွင့်ပွဲ service center ဖွင့်ပွဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်တဲ့ Innovest မြန်မာဆိုတာဘာလဲ2020ခုနှစ်ကလေးက solar energy နဲ့ပတ်သက်ပြီးတော့ energy solution တွေကိုထုတ်လုပ်ပေးနေတဲ့တရုတ်နိုင်ငံရှန်ကျန်းမြို့မှာတည်ထောင်ခဲ့တဲ့ Global Energy Technology Company တစ်ခုဖြစ်ပါတယ်So firstly, I would like to ask you about the brand. So Innovest Myanmar, this brand is very huge. It is in 60 countries and it has already distributed a lot of products and also projects. There are a lot of successful projects. So why did you decide to come to Myanmar? That's a good question. Actually, Innovest, how to say, comes to now, we made some achievements or like awareness or like feedback from the market about the Innovest. Actually, Innovest company or like a brand is originally developing from South Africa and Europe. And we made some good partner and market share in some certain countries. Okay, so if it comes to like your question, when I decided to bring Innovest here, represent Innovest here. It's like 2023. At that time, it's like Myanmar is suffering for like a power storage, power leakage. Okay, and at that time I came here and I saw a lot of like the gap of power. And I've been in energy storage system, this industry very long time, and since then, of course, there's a big opportunity for business. And second is like Myanmar comes to Myanmar, there's a lot of demand for energy storage system because sometimes, or like Myanmar would say, power is life. Right. So at that time, two reasons like that. So I started to bring Chinese brand here and good products, and we have Innovest. It's like a very high quality product. လုံးဝtop brand အနေနဲ့တုံးလို့ရပါတယ် battery မှာတခြား brand တွေထက်AACC ရှင်ပြီးတော့ရုံကြီးကြီးနဲ့တုံးလို့ရတယ်ပေါ့နော်ကိုယ်တိုင်နေလေ project တွေမှာအများကြီးတုံးထားပေးတာဖြစ်တဲ့အတွက် complaint rate ကလည်းလုံးဝမရှိသလောက်ပဲပေါ့နော်ဆိုတော့ project တွေမှာခါတလေရှိကန်လည်းချက်ချင်းဖြည့်ရှင်းပေးနိုင်တဲ့အတွက်ဆိုတော့ support လည်းကောင်းပါတယ်နိုင်ငံပေါင်း60ကျော်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း60ကျော်မှာဆိုလို့ရှိရင်တော့တကယ်ကိုထူးခြားတဲ့ technology တွေ Root deeply here in Myanmar and service local markets. ဒါပဲဒီရှုံးစင်နာကြီးလည်းပဲအစင်မြဲပေါ့နော်ကြီးပွားတိုးတက်ပါလေကြောင်းကျွန်တော်စုံကောင်းတောင်းရင်လုပ်ကွန်ဆပ်တာလိုက်ပါတယ် Innovest ကိုတော့ကျွန်တော်ကိုယ်တိုင်ကတော့ယုံကြည်တာတော့ချနေပါတယ်ကျွန်တော်တို့ရဲ့ long life project တွေပဲကျွန်တော်ရွေးချယ်ထားပါတယ်project ကိုပြီးတော့လည်း Innovest ကိုတို့အောင်ပြုပြီးဒီမှာနိုင်ငံမှာမှတ်တိုင်ကိုစိတ်ကူးနေတာပဲဒီလိုလဲဆိုတော့ကျွန်တော်တို့ Innovest တက်တွဲပြရတဲ့အကြောင်းနဲ့ trust ကျွန်တော်ပြောင်းတဲ့တယောက်ယုံကြည်မှုမှာနိမညာရလည်းယုံကြည်ရတယ်ပစ္စည်းရလည်းယုံကြည်ရတယ်ဒါကလည်းအရေးကြီးပါတယ်ဒီအားလုံးကျွန်တော်တို့အကောင်းဆုံးဝိုင်းပြီးတော့ Innovest ကိုပြန်ကျွန်တော်ညှိနှိုင်းပြီးတော့ဒါတွေကိုဒီကျေးဇူးများကြီးတင်ပါတယ် Ready 1 2 3 Innovest showroom ရဲ့ showroom အသစ်ကြီးကိုယခုချိန်မှာဆိုလို့ရှိရင်တော့ကဘာကြီးဖျားလမ်းမကြီးပေါ်မှာအောင်မြင်စွာနဲ့စတင်ပြီးတော့ဖွင့်လှစ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ခင်ဗျာ Congratulation ပါ Innovest မြန်မာဘယ်လို product တွေရောင်းနေလဲဆိုရင်လုံးဝအိမ်သုံးပေါ့နော်တေးသေးလေးကနေစက်ရုံသုံးပြီးတော့လုံးဝကြေးရွာတေးသေးလေးကိုမီးထွန်းနိုင်အောင်မီးတွေအသုံးပြုနိုင်အောင်ဒီတကယ်ကိုကြီးမားပြီးတော့စိတ်ချရတဲ့ quality ပိုင်းစိတ်ချရတဲ့ product တွေကိုရောင်းချနေရဖြစ်ပါတယ်ရွေးချယ်စရာ product တွေလည်းအများကြီးရှိတယ်ဒီနေ့ကတော့ reseller တွေ authorize လုပ်တဲ့သူတွေ partnership တွေနဲ့ပူးပေါင်းပြီးတော့ဒီမှာလာပြီးတော့ဆက်ဆိုင်မြမြိုင်နဲ့ကျင်းပတဲ့ပွဲလေးပဲဖြစ်ပါတယ်တနေ့အတွင်းမှာကျွန်တော်တို့တခြား brand တွေမှာခုလို service center ဖွင့်နေဆိုရဲ brand ကရှားတယ်ကျွန်တော်တို့ ਨੇ မိတ်ဆွေဖြစ်ပြီးတနေ့အတွင်းမှာသူတို့မာဘီကို fully support ပေးနိုင်ဖို့အတွက် service center လာဖွင့်ပေးတယ်
နောက်ခံ background ရလည်းစိတ်ချတယ်ဘာပဲပြောပြောသူ့မှာအသက်ကျ point တွေအများကြီးရှိတယ် customer တွေ300ကျိုးနှက်မယ်လို့လည်းကျွန်တော်တို့ ယူဆလို့ဒီ bell ကိုယူခဲ့တယ်တကယ်သုံးကြည့်တဲ့အခါမှာလည်း safe ဖြစ်တယ်ပြီးရင်ကျွန်တော်တို့က CNI products တွေမှာဆိုရင်လည်း online ပေါ့ဒီကျွန်တော်တို့ site web ထဲလိုက်ပြီးတော့မှ solution လုပ်ပေးတဲ့ပြဿနာတွေဖြေရှင်းပေးတာရှိတယ်အစဆုံး like ပြုနေပေးတာတွေရှိတယ်ဘာပဲပြောပြောသူ့မှာကျွန်တော်တို့အားကိုးရတဲ့အားသာချက်တွေအများကြီးရှိရတဲ့ client တွေ consumer တွေစိတ်ချလက်ချသုံးနိုင်ပါတယ်လို့တော့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်တို့တယောက်တည်းမဟုတ်ဘူး customer တွေကျွန်တော်တို့ရဲ့ owner တွေသူတို့ရဲ့ business ကောင်းဖို့အတွက်ကိုကျွန်တော်တို့က recommend လုပ်ပေးရတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်ရွေးချယ်ထားတဲ့ပစ္စည်းကိုကိုယ်တိုင်ပဲကျွန်တော် recommend လုပ်တယ်ကိုယ်တိုင်ပဲတာဝန်ယူပေးရတယ်ဒီပစ္စည်းရဲ့အားသာချက်အနေချက်ကိုလည်းအမှန်တိုင်းပွင့်လင်းလင်းကျွန်တော်တို့က customer တွေကိုရှင်းပြရတယ်ပေါ့နော်အဲ့တော့ confidence ရှိနဲ့ promote လုပ်ရတာပေါ့ဟုတ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်စက်ရုံတွေမှာကျွန်တော်တို့ဒီပစ္စည်းကိုစမ်းသုံးကြည့်တယ်တကယ်လဲ quality လဲကောင်းတယ် reliable ဖြစ်တယ်အသုံးပြုထားတဲ့ sales ကအစပေါ့နော်တကယ် quality မြင့်တဲ့ tier 1 sale တွေကိုသုံးတာဖြစ်တော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ great integration လုပ်တဲ့အခါမှာမြန်မာပြည်ရဲ့ great အနေထားအရာက reliable ဖြစ်တယ်integration တွေကူတယ် customer တွေအတွက်အရင်စိတ်ချရတဲ့ဒီ brand ဖြစ်တယ်ပေါ့နော်အခုဆိုရင်ဒါStanor မြန်မာ Great United စသည်ဖြင့်ဒီ company တော်တော်များများကိုကျွန်တော်တို့စပြီးတော့channel ကိုဖြန့်ပေးနေရပေါ့နော်အဲဒီကနေတစ်ဆင့်သွားပြီးလုပ်လို့ရပါတချို့ကတော့ဒါလက်လီသုံးဆွဲမယ်ဆိုရင်ရှားတဲ့ဟာနဲ့ project မှာဆင်မယ်ဆိုရင်ရှားတဲ့ community ကတော့နည်းလေးတော့ပွဲတာပေါ့နော်ကျွန်တော်တို့ဒါလေးတွေအခုစပြီးတေချာပြင်ဆင်နေပါပြီခင်ဗျ